musician တွေအနေနဲ့ music theory ကိုသိထားရင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲအားလုံးမင်္ဂလာပါ music channel ကနေကြိုဆိုပါရစေ ကျွန်တော်တို့ Q ပါ ကျွန်တော်တို့စီတူပါဒီနေ့မှာတော့ musician တွေအနေနဲ့ music theory သိတဲ့အခါမှာဘယ်လိုအကျိုးကျေးဇူးတွေရရှိမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှစ်ယောက်လေးဆွေးနွေးသွားဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ music theory သိတဲ့အခါမှာကျွန်တော်တို့ music ရဲ့အခြေခံတိဆောက်ပုံသဘောတရားတွေကိုရှင်းလင်းနားလည်သိရှိမှာဖြစ်ပါတယ်ဥပမာနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ music note တွေရဲ့တိဆောက်ပုံတွေပြီးတော့သူတို့ရဲ့တန်ဖိုးတွေသူတို့ရဲ့အကွာအဝေးထားပါတော့ကျွန်တော်တို့ရဲ့ music scale တွေရှိမယ် music mode တွေရှိမှာပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သိရှိမှာဖြစ်ပါတယ်ဒီကျချက်အနေနဲ့ကတော့ musician အချင်းချင်း communicate လုပ်ရတာပို့ပြီးတော့လွယ်ကူစေပါတယ်ဆိုတော့ကျွန်တော်တို့ဥမာအားဖြင့်ကျွန်တော် collaboration project တွေလုပ်မယ် exchange program တွေလုပ်တော့မယ်ကိုယ်နိုင်ငံကဒီ artist နဲ့ပဲဖြစ်ဖြစ်ရှားနိုင်ငံက artist တွေနဲ့ပဲဖြစ်ဖြစ်ဒီ musician တွေအချင်းချင်းလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီ language barrier ရှိနေပေမဲ့လည်း music theory ရဲ့ music terms တွေကိုသိထားရဆိုရင်အလွယ်တကူပို့ပြီးတော့လုပ်နိုင်လိမ့်မယ်ဒီ music term နဲ့ဘာလုပ်မယ်ပြောလိုက်တာနဲ့အချင်းချင်းပို့ပြီးတော့နားလည်ရလွယ်မယ်ပေါ့နော်ပြောဆိုတော့ universal language လို့ပါဟုတ်တယ်အဲ့လိုမျိုးပေါ့ music ဆိုတာလေဘာသာစကားတစ်ခုပဲအကုန်လုံးကလည်းလက်ခံထားကြတယ်အဲ့တော့ music terms တွေဆိုတာလည်းမှန်ရောတကယ်ဘာသာစကားတွေပဲကွာအဲ့ terms တွေကိုအကုန်လုံးမှာသုံးတယ် internationally သုံးတယ်ဆိုတော့အဲ့ဒါတွေကိုပဲသုံးလိုက်တယ်ဆိုရင်တော့ကိုက language ကိုဟိုဘက်က language ကိုကောင်းကောင်းမတတ်ရင်တော့ music language ကိုကောင်းကောင်းတတ်ထိုင်လွယ်လွယ်ကူကူနဲ့ communicate လုပ်နိုင်ပါတယ်နောက်တစ်ချက်ကတော့ music arrangement ပိုင်းနဲ့ sound composition ပိုင်းပေါ့နော်ဒီ music တွေတည်တဲ့အခါမှာကျွန်တော်တို့ဒီ instrument တွေကမတူညီတဲ့ key တွေရှိရပါတော့တချို့ instrument ဆို E flat နဲ့တီးလို့ရတာရှိတယ်တချို့ instrument ဆိုကျွန်တော်တို့ B flat နဲ့တီးလို့ရတာရှိတယ်တချို့ဆိုရင်ကျွန်တော် pentatonic scale ပဲပါတာမျိုးရှိတယ်အဲကြောင့်မို့ဒီတစ်ချက်တစ်ခုမှာဘယ် instrument တွေဘယ်လိုထည့်သွင်းပြီးတော့လုပ်မယ် base case တွေနဲ့သုံးပြမယ်ဆိုတာမျိုးကဒီ music တွေကိုသိမှာပဲကျွန်တော်တို့ကပုံဖော်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော် choir တွေပါတယ်ဆိုပြီးတော့ arrange တွေပါတယ်လုပ်တယ်ဆိုရင်လေသူကinstrument တွေအကုန်လုံးသူကစီပြီးတော့တရားနဲ့တရားမတူတဲ့ sheet တွေကိုပေးရအဲ့လိုမျိုးကွာ theory တွေသိမနေဘူးဆိုရင်ဘာကိုဖတ်လို့ဖတ်ရမှလည်းသိမှာလည်းမဟုတ်ဘူးเนาะပြောကိုက arrange လုပ်တော့မယ်ဆိုလေဘယ်လို arrange လုပ်ရမလဲမသိဘူးပေါ့เนาะအဲ့လိုမျိုးကိစ္စတွေရှိရပေါ့အဲ့တော့ကျွန်တော်တို့နောက်ဆုံးအချက်အနေနဲ့ကတော့ creation ပိုင်းဖြစ်တယ် creation ကတော့ကျွန်တော်တို့ရေဘူးအဖြစ်နှစ်မျိုးရှိတယ်ပထမတစ်မျိုးကတော့ကျွန်တော်တို့ဘာမှမရှိတာနေပြီးတော့စဉ်းစားရင်းနဲ့ create ဖြစ်သွားတဲ့အပိုင်းပေါ့နောက်တစ်ခုကကျတော့ကျွန်တော် knowledge ပေါ်မှာမူတည်ပြီးတော့ creation လုပ်တဲ့အပိုင်းအဲ့တော့အများစုလုပ်နိုင်တာကတော့ knowledge ပေါ်မှာမူတည်ရင် creation ပို့လုပ်နိုင်တယ်ဒါကတော့ဒါအခြေခံအချက်ပဲအဲ့တော့ကျွန်တော်တို့ music knowledge ကိုများများရှိလေကျွန်တော်တို့ creation များများလုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အရင်ကလည်းစကားပုံရှိရယ် too much knowledge make you fool အဲ့တော့ခါကြိုက်လေ music theory မှာပဲပိတ်မိနေဖို့တော့မလိုခါကြိုက်လေ theory ကိုသိမစင်စားဘဲနဲ့ကိုလို့ချင်တာတွေလုပ်ခွင့်ရှိရလုပ်ပိုင်ခွင့်ရှိရပေါ့နော်ကျွန်တော်တို့ကလည်းမှန်တကယ်တော့အရင်တည်းကနေ music theory ကိုလေ့လာထားရဲဆိုရင်ပဲကျွန်တော်တို့ music theory ကအရန်ကိုကျေပြန့်တယ် principle တွေရော rule တွေရောလုံးဝကျေပြန့်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းအခုထိလေ့လာနေသေးပဲနောက်လည်းအများကြီးလေ့လာအောင်မှာဖြစ်ပါတယ်အဲ့တော့အခုကဆရာကြီးဖြစ်နေလို့ဂုရုကြီးဖြစ်နေလို့ share တာတော့မဟုတ်ဘောနော်အကုန်လုံးကိုကျွန်တော်တို့ကမသိရလို့သိစေချင်တယ် basic လောက်သိသွားလဲဒါကျွန်တော်တို့အတွက်အမြတ်ပဲအကုန်လုံးကိုဆိုတော့နောက် video တွေမှာလည်းဒါမျိုးတွေကျွန်တော်တို့ထပ်ပြီး share တော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ channel လေးကို follow နဲ့ subscribe လေးလုပ်ပေးထားပါနောက်ပတ်ကြရင်တွေ့ပါမယ်အားလုံးပဲ bye bye